ဒီနေ့ sharing လုပ်မှာသူက Jazz remote sensing နော်သူရဲ့ဒီနည်းပညာတွေကို geotechnical field မှာဘယ်လို support လုပ်နိုင်တယ်ဘယ်လိုအသုံးချနေလဲဆိုတာကိုလေ့လာဖို့ဒီထဲမှာလည်းနည်းနည်းအကျွမ်းတော်ဝင်ရှိပြီးသားလူတွေရှိပါလိမ့်မယ်နောက်ပြီးတော့သုံးနေကြတဲ့လူတွေရှိကောင်းရှိတယ်နော်အခုကတော့ကျွန်တော်ဒီမှာဒီ Jazz remote sensing ကိုဘယ်လိုလုပ်တယ်ဆိုတာရှိပြီးသား knowledge ရှိထားတဲ့လူတွေလည်းဘာပဲပြောပြောဒီမှာပါပဲမဲ့လည်းမရှိသေးတဲ့လူတွေအတွက်ပေါ့နော်ဒါပို့ပြီးတော့နားလည်သွားအောင်ကျွန်တော်လေ့လာကြည့်တာပေါ့နော်အဲ့တော့GIS ဆိုတဲ့ဥစ္စာက Geographic Information System ရဲ့အတူကောက်နော်သူကစနစ်ပါသူကစနစ်ဖြစ်ပါတယ်သူတော်တော်များများကsoftware အနေနဲ့ထင်နေကြတာပေါ့နော်တကယ်တော့သူကတော့စနစ်တစ်ခုဖြစ်ပါတယ်သူပထဝီဆိုင်ရာအချက်လက်တွေပေါ့ geographic data တွေကိုစုဆောင်းမယ်ပြီးရင်သိမ်းဆည်းမယ်ပြုပြင်မယ်ခွဲခြမ်းစိတ်ဖြာမယ်စီမံခန့်ခွဲမယ်ပြီးလို့ရှိရင် presentation ပေါ့နော် present လုပ်မယ်ပေါ့ report တွေထွက်မယ်ပေါ့နော်ဒီဟာတွေအတွက်ကို analysis လုပ်တာတွေပါဝင်ကျွန်တော်တို့ computer စနစ်ကိုအခြေပြုထားတဲ့စနစ်တစ်ခုဖြစ်ပါတယ်သူ့မှာအဓိကအဖြစ်တော့ hardware တွေပါတယ် computer တွေပြောရင်တော့ computer တွေ printer တွေ scanner တွေနောက် GPS device တွေဒါတွေကသူ့ရဲ့ဒီ system ထဲမှာပါတဲ့တစ်ခုပေါ့နော်နောက်ခါကျတော့ software ပါသူက computer တွေစနစ်ပေါ်အခြေခံတဲ့အတွက်ကြောင့်မို့လို့ run ဖို့အတွက် analysis လုပ်ဖို့အတွက် data တွေစီမံခန့်ခွဲဖို့အတွက်ကို software တွေလိုပါတယ်အဲ့ဒီမှာ IGIS တို့ QGIS တို့ရှိတယ်နောက် data တွေဆို spatial data တွေရှိမယ် attribute data တွေရှိမယ် spatial data ဆိုတာကတော့ latitude longitude တွေပါတဲ့ location ပါတဲ့ data တွေပြောတာပေါ့နော်အကြမ်းများဖြစ်ဆိုရင်နောက် attribute data ကတော့ကျွန်တော်တို့ပုံမှန်သုံးနေတဲ့data တွေပြောရမှာပေါ့နော် location မပါဘူး location ပါတဲ့ data လည်းဖြစ်မယ် location မပါတဲ့ data လည်းဖြစ်မယ် location ပါတဲ့ data ကတော့ spatial data လို့ခေါ်တယ်ဒီ attribute data တွေကတော့ကျွန်တော်တို့အချက်လက်တွေမှာ latitude longitude တွေမပိုင်လဲဒီ attribute data လို့ခေါ်လို့ရပါတယ်ကျွန်တော်ရိုးဒီဥပမာတော့အိမ်ဆိုလို့ရှိရင်အိမ်ရဲ့ ID ရှိမယ် owner နာမည်ရှိမယ်သူရဲ့ address တွေရှိမယ်ဒါမျိုးတွေပေါ့နော်အဲ့ဒါတွေကသူကဒီ attribute data တွေကိုခေါ်တာပေါ့ပြီးလို့ရှိရင်ဒီစနစ်ကိုကင်တွယ်ဆောင်ရွက်မဲ့ user တွေလိုမယ်နောက် analysis လုပ်နိုင်မဲ့လူတွေလိုမယ်အခုခေတ်မှာတော့ developer တွေပါလိုအပ်လာပြီဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်စနစ်တစ်ခုကို run ဖို့အတွက်ကို procedure တွေလိုမယ်နောက် workflow တွေလိုပါမယ်ဆိုတော့ JS ကဘလို့အလုပ်တယ်ဆိုလို့ရှိရင်ညာဘက်မှာပြထားလို့ပဲသူကအလွှာတွေပေါ့နော် layer တွေအနေနဲ့စီမံကန့်ခွဲတယ်ဟိုဆိုရင်မြေမျက်နှာတွင်ပြင် topography အလွှာတစ်ခုနောက် geology အလွှာတစ်ခုနောက် borehole data တွေနောက် infrastructure တွေဖြစ်တဲ့ဒီ land တို့အဆောက်အဦတွေတို့အဲ့ဒါမျိုးတွေရဲ့အလွှာတစ်ခုပေါ့နော်အလွှာဆို layer ပေါ့နော်အဲ့ layer တွေကိုတ layer ချင်းစီကျွန်တော်တို့စူးစီးပြီးတော့အဲ့ဒီပေါ်ကိုမူတည်ပြီးကျွန်တော်တို့ analysis လုပ်တယ်ခွဲခြမ်းစိတ်ဖြာသုံးသပ်တာတွေကိုလုပ်တယ်အဲ့တော့ကြတော့ဒီ geographic problem တွေကိုရှင်းရှင်းလင်းလင်းနဲ့သူက analysis လုပ်ဖို့တော့ကိုလွယ်ကူသွားမှာဖြစ်ပါတယ် remote sensing ကတော့ဗမာလိုပြောရင်တော့သူကဒီအဝေးမှာစူးစမ်းလေ့လာခြင်းRS လို့လည်းခေါ်တယ်သူကဒီဂျိုဒုဒီကနေသူကအရာဝတ္ထုတစ်ခုကိုကျွန်တော်တို့ထိတွေ့မှုမရှိပဲပေါ့ in touch မလုပ်ဖဲနဲ့ခွဲခြမ်းစိတ်ဖြာတော့သူ့ရဲ့ဒီ platform တွေပြောမယ်ဆိုလို့ရှိရင်တော့သူကဂျိုဒုဓာတ်ပုံတွေပါမယ် aircraft နဲ့ဒီ drone image တွေပါမယ်နောက် ground base တွေပေါ့ terrestrial lidar တို့ကျွန်တော်တို့ဒီ lidar တွေဆိုအခုခေတ်မှာတော့သူက
အရင်တော့သူကလေရင်နဲ့ရိုက်ထားနေပါပြီကနောက်ပိုင်းကျတော့အခု rover တွေလိုပဲကျွန်တော်ဒီမှာစာပေးရင်းနှီးပြီးသားလူတွေဆိုတော့ဒီကြောကုန်းပေါ်မှာကျွန်တော် rover တွေတင်ပြီးတော့သူကလမ်းလျှောက်သွားရင်တော့မှသူကဒီဟိုဟာလိုက်တာတွေရိုက်လို့ရတဲ့အနေအထားမျိုးဖြစ်တယ်နော်နောက်ကကျတော့ ground penetrating radar တွေရှိတယ်တော့အဲ့ဒီ image တွေကနေတဆင့်သူတို့ရဲ့ထွက်ပေါ်လာတဲ့ရောင်ပြန်တွေကနေပြီးတော့ကျွန်တော်တို့က analysis တွေလုပ်တာပေါ့နော်အဲဒီ image တွေကိုကြည့်ပြီးတော့ဟိုညာဘက်မှာဆိုရင်ကျွန်တော်တို့ကဟိုဒါပေါ့ဒီဥပမာဆိုလို့ရှိရင်သူကအဲဂျိုရူဓာတ်ပုံတွေပေါ့နော်ဂျိုရူဓာတ်ပုံအလွှာတွေရှိတယ်အလွှာတွေဆိုတာကသူကဟိုအယောင်စင်တွေပေါ့ရောင်စင်တန်းတွေအဲ့တော့အဲ့ရောင်စင်တန်းတွေကနေပြီးတော့မှကျွန်တော်တို့ကမြစ်တွေဆိုတဲ့ဥစ္စာကိုဆွဲထုတ်တယ်သူ analysis လုပ်ထားတယ်ပေါ့နော်စာအုပ်တွေဆွဲထုတ်တယ်လယ်ကွင်းတွေဆွဲထုတ်တယ်သူသူ့ရဲ့ဒီရောင်စင်ဖြာထွက်မှုတွေကိုပေါင်းဆက်ပြီးတော့ကျွန်တော်တို့ကမျိုးစုံကစားပြီးတော့သွားတော့နော်ဟိုဂျိုဒူဓာတ်ပုံတွေဆိုလို့ရှိရင်ကျွန်တော်ဟိုမှာဆို Lancet တော့နော်အခုဒီမှာကျွန်တော်နမူနာပြထားတဲ့ Lancet တို့ဘာလို့ဆိုလို့ရှိရင်သူ့ရဲ့ဘန်တွေရှိတယ်ပေါ့နော်သူကအဲ့ဒီဘန်တွေရွတ်တက်က10ခုကျော်နေရှိတယ်ပေါ့နော်ရှိတဲ့ဥစ္စာမှာတို့ကဟိုကျွန်တော်တို့အကြမ်းမြင်သိတာအခုကျွန်တော်တို့မျက်လုံးနဲ့မြင်နိုင်တဲ့အဲဟိုအယောင်တွေကသူက RGB ပေါ့နော်အခုဒီကျွန်တော် screen မှာမြင်နေရတဲ့ဥစ္စာဒီ RGB အယောင်တွေကိုပဲမြင်ရတာအဲ့တော့ဒါပေမဲ့ print ထုတ်တယ်ဆိုလို့ရှိရင် printer နဲ့ print ထုတ်လိုက်တဲ့ဥစ္စာတွေဒီ CMYK ပေါ့နော်ဒီအယောင်၄ယောင်နဲ့ print ထုတ်တဲ့ဥစ္စာတွေကရှိတယ်ဆိုတော့အဲ့ဒီအယောင်တွေကိုကျွန်တော်တို့ကဟိုပေါင်းဆက်ပြီးတော့အယောင်တွေကိုကစားပြီးတော့ကျွန်တော်တို့ဟို analysis တွေလုပ်ကြတာပေါ့အောက်မှာသူ့ရဲ့ဒီပုံလေးသေးသေးလေးတော့ဖြစ်နေပါဘူးwavelength တွေသူကဒီ image တွေကနေပြီးတော့ထွက်လာတဲ့ wavelength ကိုကျွန်တော်တို့ကဒီသူ့ range နဲ့သူရှိတဲ့ဥစ္စာရယ်နောက်ကကြတော့ကျွန်တော်တို့မြင်နေရတဲ့ radio ဟိုမမြင်နိုင်တဲ့ wavelength တွေပေါ့သူကအဲ့ဒါလေးကိုအောက်မှာပုံလေးသေးသေးလေးနဲ့ပြတာဟောဒီ remote sensing ကတော့အဓိကဟိုကျွန်တော်နားလည်တာပေါ့ကတော့ဟိုအရာဝတ္ထုတစ်ခု area တစ်ခုကိုထိတွေ့မှုမရှိဘဲနဲ့အဝေးကနေစူးစမ်းလေ့လာခြင်းဖြစ်ပါတယ်ဒီလို data တွေကို GIS တို့ remote sensing တို့က data တွေကိုဒီ geotechnical application တွေအတွက်အသုံးပြုဖို့အသုံးချဖို့အတွက်ဆိုလို့ရှိရင်digital elevation model DEM လိုမျိုးပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဟိုသူကအနှိမ့်မြင့်ပြတဲ့ပုံတွေပေါ့နော် topography တို့ slope တို့ aspect တို့နောက်တချို့lidar ဆိုတာသူကဒီ image တွေကိုကြည့်လိုက်လို့ရှင်တော့ image တွေပေါ့ဒါပေမဲ့သူက point လေးတွေနဲ့ဖွဲ့စည်းထားတာနောက် photogrammetry ဒီလေနဲ့အရင်တော့ရိုက်တာပေါ့နော်အခုနောက်ပိုင်းတော့တဲ့ဟိုအဲ့ထက်ဟိုသူက drone နဲ့ရိုက်ထားမျိုးတွေပဲဖြစ်သွားတာနော်အဲ့ဒီကောင်တွေကနေတဆင့်ရရှိတဲ့ image တွေကိုကျွန်တော်က 3D ပြန်ပို့ရုပ်လုံးကြွတွေဖြစ်အောင်လို့ digital elevation model အဲ့ကောင်တွေနဲ့ရိုက်ပြီးတော့ပြန်ဖော်ထားတဲ့ digital elevation model တွေကိုကျွန်တော်တို့အသုံးပြုပဲ satellite imagery တွေဟိုအသုံးပြုမယ် optical data တွေဆိုရဲဒါကတော့ဒီမျက်စိနဲ့မြင်နိုင်တဲ့အနေထားပေါ့နော်အဲ့ကောင်နေရှိတဲ့အလဲကောင်တက်တဲ့ကအခုပြထားတဲ့ Lancet လိုမျိုး image တွေပေါ့အဲ့ဒီကောင်တွေကျွန်တော်တို့သုံးမယ်နောက် SAR image တွေပေါ့synthetic aperture radar ဆိုရဲ SAR image တွေ radar image တွေကိုသုံးမယ်နော်နောက်ခါကျတော့ကျွန်တော်တို့ဒီ geologist တွေဆွဲထားတဲ့ map တွေကိုအခုနောက်ပိုင်းမှာတော့ digital map တွေဖြစ်သွားပြီပေါ့နော်အရင်တော့သူကဟို tracing နေနဲ့ထပ်ပြီးလုပ်တာဆိုတော့အဲ့ geological map တွေကိုကျွန်တော်တို့ဒီ geotechnical application မှာအသုံးပြုဖို့အတွက်ကိုကျွန်တော်တို့အကောင်တွေကို collect လုပ်ဖို့လုပ်မယ်နောက်ခါကျ bow data တွေရှိမယ် inside to test data တွေရှိမယ်သူက bow data တို့ inside to test တို့ကတော့ point data ဖြစ်မှာနော်သူက point data ဖြစ်မယ်ဥပမာဆို soil type ဒီကတော့တော့ polygon layer ဖြစ်သွားမှာနော်နောက် SPT ရဲ့ value တွေဒါကျွန်တော်တို့ record count တွေမှတ်ထားမယ်နောက် CPT data တွေမှတ်မယ်
သူကအဲ့ကောင်တွေနဲ့ဘိုးဟိုးတွေရဲ့ location တွေပေါ့နော်အဲ့ data တွေ point data တွေလို့နော်နောက်ကျ physical survey data တွေလို့ပဲ seismic resistivity နဲ့ GPR result တွေပေါ့နောက် infrastructure data တွေဖြစ်တဲ့ road တို့ building တို့ utility တို့အဲ့ဒါတွေကိုကျွန်တော်တို့ geographic information system layer အနေနဲ့ပေါ့geographic information system နဲ့သူကကျွန်တော်တို့ဒီ remote sensing နဲ့နှစ်ခုသလုံးကတော့သူကတွဲသုံးလို့ရှိရင်ပို့ပြီးတော့ powerful ဖြစ်တာပေါ့နော်။အဲ့တော့ကျွန်တော်ဆက်ပြောပါမယ်။ဒီမှာ GIS နဲ့ remote sensing ကိုတွဲသုံးတဲ့ဥစ္စာ။တွဲသုံးတဲ့ဥစ္စာဆိုတော့ကျွန်တော်ကသူကတစ်ခုနဲ့တစ်ခုရဲ့ဒီ powerful ဖြစ်မှုပို့ပြီးတော့နှစ်ခုပေါင်းသုံးလို့ပို့ပြီးတော့အားကောင်းတယ်နော်။ IS ကကြတော့သူရဲ့ဒီ complementary strength ပေါ့နော်။သူကတစ်ခုနဲ့တစ်ခုပေါင်းမှပို့ပြီးတော့ strength တွေပိုတက်လာတာပေါ့။သူက remote sensing ကကျေပြန့်တဲ့ area တွေကိုဒီအချိန်တိုအတွင်းမှာသူကအချိန်ထပ်ခါတလဲသူကဒီလေ့လာလို့ရတယ်။ GIS ကလည်းအဲ့ဒီရလာတဲ့ data တွေအများကြီးကိုစနစ်တကျသိမ်းဆည်းပြီးတော့data manage လုပ်ပြီးတော့ analysis လုပ်တဲ့ platform တစ်ခုတင်နဲ့သူကဒီအများကြီးသုံးလို့ရတယ်ပေါ့နော်ဒီ remote sensing က data တွေကို factorize လုပ်ထားလို့ပါလို့လုပ်ပြီးတော့လုပ်လို့ရတယ်နောက် data fusion ကတော့သူကဒီ remote sensing ကရတဲ့ဒီဓာတ်ပုံတွေနဲ့ GIS မှာရှိတဲ့ကျွန်တော်တို့ဒီ soil type တွေ lithology တွေပေါ့နော် lithology တွေနောက်ဒီ fault တွေ fault တွေပေါ့ဒီကျွန်တော်တို့ structure data တွေနောက်ကကျတော့ infrastructure data တွေရဲ့ layer တွေကိုပေါင်းပြီးတော့ပို့ပြီးတော့နည်းနည်းဆိုင်နဲ့ analysis တွေပို့လုပ်နိုင်တယ်နော်နောက် 3D drawing model ကသူကအဲ့ remote sensing နဲ့ GIS ပေါင်းထပ်ထားပြီးတော့ကျွန်တော်တို့အဓိကတော့သူက landscape တွေ disaster တွေပို့ပြီးတော့ကြိုတင်ခံမှန်းမှုတွေကိုပို့လုပ်နိုင်တာပေါ့နော်အဲ့တော့ဒီ DEM data တွေကနေတော့ slope map တွေဖန်တီးမယ်ပြီးလို့ရှိရင်ခြားသော factor တွေနဲ့သူကဒီ hazard prediction map တွေပေါ့ pro map တွေကိုကျွန်တော်တို့model တွေပေါ်ပြီးတော့ analysis ပို့လုပ်နိုင်တယ်နော်အဲ့လိုပဲအရေးကြီးတဲ့ဒီနောက်ပိုင်းဒီ future မှာပြက်လာနိုင်တဲ့အခြေအနေကိုဘယ်လိုဖြစ်လာနိုင်တယ်ဆိုတော့ disaster တွေဘယ်လိုဖြစ် impact တွေဖြစ်လာနိုင်တယ်ဆိုတော့ဒီ prediction တွေပေါ့မိုးများလာလို့ရှိရင်ဘယ်နေရာမှာမြေပြိုမလဲဒါမျိုးတွေပေါ့နော်ဆိုတော့ warning စနစ်တွေကို support လုပ်နိုင်တဲ့ analysis တွေကိုဒီ GIS နဲ့ remote sensing နှစ်ခုပေါင်းပြီးတော့လုပ်ရင်တော့ပို့ပြီးတော့powerful ပို့ဖြစ်တာပေါ့နော်ဒီ application အနေနဲ့ပြောမယ်ဆိုလို့ရှင်တော့ဒီကျွန်တော်တို့ဒီနည်းပညာလက်တွေ့ကမ္ဘာဒီရင်းမျက်နှာသွင်းပြီးဖွဲ့စည်းပုံတွေနဲ့ပတ်သက်ပြီးတော့ကမ္ဘာမြေကြီးကိုပို့ပြီးတော့သိရှိနားလည်ပြီပေါ့နော်နားလည်ဖို့တော့မယ်အဲ့မှာ lithological mapping ဒီ remote sensing ကရလာတဲ့ spectral data တွေကိုသုံးပြီးတော့ကျွန်တော်တို့ဒီ rock type တွေကိုခွဲခြားမယ်ပြီးလို့ရှိရင်အဲ့ဒီကနေ GIS နဲ့ပေါင်းစပ်ပြီးတော့အချက်လက်တွေကိုစနစ်တကျနဲ့ projection လုပ်တယ်အဲ့တော့ geological map တွေလုပ်မယ် across map တွေဖြစ်လာမယ်နော်ကျွန်တော်တို့ဒီ manual exploration တို့ဘာတို့ဟိုဟာဒီမှာတော့အများကြီးသုံးတယ်အဲ့တော့ကျတော့ဒီ geotechnical အတွက်လည်းဒီ lithology data တွေနဲ့အခြားသောဒါ rock type data တွေဒီအများကြီးရတယ်ဆိုလို့ရှိရင်တော့သူကဒီ data တွေကိုမူတည်ပြီးတော့ကျွန်တော်တို့ဒီ construction ဒီ geotechnical analysis အတွက်ကိုစဉ်းစားသုံးသပ်လို့ရတယ်နော်အဲ့ဒီအပြင်ကို landscape hazard zoning map တွေ earthquake map တွေလည်းပါတယ်ပေါ့နော်အဲ့ဒါမျိုးတွေကိုလည်းကျွန်တော်တို့ဒီ GIS သုံးပြီးတော့slope geological နောက်ကကျ rainfall အဲ့ຢာတွေကိုပေါင်းပြီးတော့မြေပြိုနိုင်တဲ့ zone တွေသတ်မှတ်မယ်အဲ့လိုပဲ earthquake hazard map တွေကိုလည်းဒီနည်းတိုင်းပဲ geology ဒါ GIS နဲ့ remote sensing သုံးပြီးတော့ prediction လုပ်ဖို့အတွက်ကိုအရင်ကဒီမှာဆရာမီယိုတို့အဒီ earthquake ဖွဲ့တွေသူတို့တွေဒါထုတ်ထားတဲ့ပုံတွေက
ဒါသူလည်းအရင်ပြောသွားခဲ့ပြီပါပြီအဲ့ဒါတွေကသူကဒီ GIS remote sensing ရဲ့ဒီနည်းပညာတွေတုံးပြီးတော့ကျွန်တော်ထုတ်လုပ်ထားတယ်ပေါ့နော်နောက် structure geology ပဲဒီ lineament တို့အခြား fault တွေ fracture တွေ joint တွေဒါတွေကိုဒီ geotechnical အတွက် stability assessment တွေလုပ်ဆောင်တယ်ပို့အတွက်ကိုကျွန်တော်တို့မြေပုံတွေအသုံးချဖို့အတွက်ကိုအဲ့ဒီမြေပုံတွေရဖို့အတွက်ကိုကျွန်တော်က GIS robot sensing သုံးတယ်နော်နောက် resource exploration စောက်လုပ်လုပ်ငန်းအတွက်လိုအပ်တဲ့ကြောက်တို့သဲတို့ရွှံစည်းတို့အဲ့ဒါတွေကဘယ်နေရာမှာပို့ပြီးတော့ရှိနိုင်တယ် resource ရရှိနိုင်တယ်အဲ့ဒီကနေပြီးတော့ဘယ်လိုထုတ်ပြီးတော့ဒီ construction site ကိုဘယ်လိုအနည်းဆုံးအဆင်ပြေဆုံးအမြန်ဆုံးရအောင်ဘယ်လို transportation တွေလုပ်မယ်ဆိုတာအစကျွန်တော် just ကိုတုံးပြီးတော့လုပ်လို့ရပါတယ်resource တွေကတော့ remote sensing နဲ့သူကတုံးပြီးတော့ just နဲ့ပေါင်းပြီးတော့ခုနလိုဒီအုတ်သိကြောက်တွေပေါ့နော်အဲ့လိုမျိုးတွေကိုကျွန်တော်တို့ရှာဖွေလို့ရပါတယ်ဒါက geotechnical ကိုအထောက်ပြုဖြစ်စေတာပေါ့နော်နောက်တစ်ခုကတော့ဆိုတာ site investigation နဲ့ infrastructure design နော် site characterization ကသူ GIS ကနေပြီးတော့ bow data တွေနောက်ကကြတော့ soil sample တွေtopography တွေဒါတွေကိုသူကဒီ GIS ထဲမှာတခါတည်းစုစည်းပေးထားပြီးတော့ကျွန်တော်တို့ site characterization အတွက်ကိုကျွန်တော်ဒီပုံ layer တွေနဲ့ကျွန်တော်ကစားပြီးတော့ GIS နဲ့အသုံးချပြီးတော့ကျွန်တော်လုပ်လို့ရပါတယ်နောက် foundation plan တွေမှာဒီ bearing capacity နောက်ဒီ underground water ပေါ့နော် water level တွေအဲ့ဒါတွေကို spatial analysis တွေလုပ်ပြီးတော့ကျွန်တော်တို့ဒီ foundation design တွေပေါ့နော်ဒီပို့ပြီးတော့ safety ဖြစ်တဲ့ foundation design တွေကိုအခြားကရလာတဲ့ဒီ geotechnical field ကနေပြီးတော့ရလာတဲ့ data တွေနဲ့ပေါင်းစပ်ပြီးတော့ကျွန်တော်တို့ foundation plan တွေအတွက်ကိုစဉ်းစားဖို့အတွက်ကိုတုံ့ချလို့ရပါတယ်။နောက် artwork တွေနဲ့ excavation တွေပါအဲ့ဒီမှာဒီ 3D model တွေသုံးပြီးတော့ကျွန်တော်တို့မြေတူးဖို့တို့မြေဖို့ဖို့တို့သူ့ရဲ့ဒီ cut and fill volume တွေကိုတွက်ချက်ပြီးတော့သောက်လို့ရလုပ်ငန်းဝင်အကောင်းဆုံးဖြစ်အောင်ဒီ support လုပ်ပေးနိုင်ပါတယ် GIS room something ကကျွန်တော် mining တွေမှာဆိုလည်းဒီတိုင်းပါပဲကျွန်တော်ဒီဘောင်က copper mine တို့ဘာလို့ဆိုလို့ရင်ဒါကျွန်တော်အများအားဖြင့်စာပေလုပ်တယ်ပြီးလို့ရှိရင် 3D model ဖော်တယ်ပြီးရင် cut and fill လုပ်တယ် waste တွေကိုတွက်ထုတ်တယ် cut and fill volume တွေဘယ်လောက်ရမယ်ဆိုပြီးတော့ဒီကားတွေစီစဉ်တာစအကုန်လုံးပေါ့နော် planning တွေအကုန်လုံးလုပ်လို့ရတယ်နော်နောက်ဒီ infrastructure monitoring က drone တွေကြိုတူးတွေကနေပြီးတော့ရတဲ့ data တွေကို GIS နဲ့ပေါင်းပြီးတော့ဒီအချိန်နဲ့အမျှဖြစ်နေတဲ့ settlement ဖြစ်နေတဲ့မြေနှိမ့်ကျမှုတွေနောက်ကကြောင့် deformation ဖြစ်မှုတွေကိုစောင့်ကြည့်နိုင်ပါတယ်နောက်တစ်ခုကတော့geospatial tools for hazard assessment နော်သူက slope stability နဲ့ landslide monitoring အဲ့ဒီမှာ GIS remote sensing ကိုအသုံးပြုလို့ရပါတယ်ဘယ်လိုကူညီပေးလဲဆိုရင်ဒီနည်းပညာတွေကဘယ်လိုကူညီပေးလဲဆိုလို့ရှိရင်ဒီ digital elevation model ခုနကကျွန်တော်ပြောခဲ့တဲ့ digital elevation model lidar တို့ဘာတို့ကနေရတဲ့ဒါ image တွေနဲ့ 3D ပေါ်ထားတယ်ဆိုတာနော်အဲ့ဒီအပြင်ကိုဂျိုတူးတွေရတဲ့ကောင်တွေလည်းပေါ်ထားတယ်ရှိပါတယ်အဲ့ဒီကောင်တွေကနေပြီးတော့တစ်ဆင့်အရေးသွေးမြင့်တဲ့ high resolution ရှိတဲ့ DEM တွေကနေပြီးတော့သူ့ရဲ့ဒီ slope ဒီ stable မဖြစ်တဲ့ slope တွေdown failure zone တွေကို predict ခံမှန်းပေးနိုင်ပါတယ်နောက် chain detection အချိန်တစ်ခုနဲ့တစ်ခုမတူညီတဲ့အချိန်တစ်ခုနဲ့တစ်ခုအတွက်ကိုဘာတွေကွဲပြားခြားနားမှုတွေရှိတယ်ဆိုတဲ့ဥစ္စာတော့ဂျိုတူးတက်ပုံတွေကြည့်ပြီးတော့ကျွန်တော်ကanalysis တွေလုပ်နိုင်ပါတယ်လမ်းယူလမ်းကပါဆိုလဲဒီလိုပဲလမ်းယူစီမြေအသုံးချမှုတွေ
နောက်ကကြတော့ဟိုကျွန်တော်တို့ဒီဒီကောက်ပွဲသီးနှံတွေအစားပေါ့နော်အဲ့ဒီဥစ္စာမျိုးတွေကိုကျွန်တော်တို့သုံးသလိုပဲဒီအချိန်တစ်ခုနဲ့တစ်ခုမတူညီတဲ့မြေပြင်ရဲ့ဟိုရွေ့ရှားမှုပေါ့နော်မြေပြင်ရွေ့ရှားမှုတွေနောက်ကကြတော့မြေပြင် slope တဲ့ deformation ဖြစ်မှုတွေအဲ့ဒါတွေကို remote sensing ဒီပညာအသုံးချပြီးတော့ဂျိုဒုတက်ပုံတွေသုံးပြီးတော့ကျွန်တော်တို့ change detection analysis တွေလုပ်နိုင်ပါတယ်အဲ့ဒီတိုင်းပဲ landslide accessibility mapping တွေကိုလည်းကျွန်တော်တို့ remote sensing သုံးမယ်ပြီးရင် GIS သုံးမယ်အဓိကကတော့သူကဟိုသုံးတဲ့အထက်မှာကျွန်တော် slope angle တွေ lithology rainfall တွေနဲ့အခြားသော seismic data တွေကိုမူတည်ပြီးတော့ကျွန်တော်က GIS ထဲမှာ analysis တွေလုပ်ထားပါတော့သူရဲ့ဒီတစ်ခုနဲ့တစ်ခုရဲ့ဒီဆက်စပ်မှုတွေကိုကျွန်တော်လေ့လာပြီးတော့ hazmat တွေတော့ခံမှန်းဒီမြေပြိုနိုင်တဲ့ disaster ဖြစ်နိုင်တဲ့ဟို hazmat တွေထုတ်လုပ်ပေးနိုင်ပါတယ်အဲ့ဒီအပြင်ကိုdrone တို့နောက်ဒီစား image တွေပေါ့ဒီ InSAR လိုမျိုးအခုကျွန်တော်တို့ဒီ earthquake မှာဖြစ်သွားတဲ့ earthquake မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ InSAR တွေသုံးပြီးတော့ USGS ကအစနောက်ကျွန်တော်တို့ဒီကဆရာသမားတွေ InSAR ကိုသုံးပြီးတော့ကျွန်တော်တို့ဒီ earthquake ဖြစ်သွားတဲ့ impact တွေပေါ့နော် movement တွေကိုကျွန်တော်တို့လေ့လာခဲ့ကြပါတယ်။တော့မြေပြိုနိုင်တဲ့အဲ့လိုပဲဒီ real time monitoring အနေနဲ့မြေပြိုနိုင်တဲ့နေရာတွေတောက်လျှောက်စောင့်ကြည့်ပေးပြီးတော့ကြိုတင်သတိပေးချက်တွေလုပ်နိုင်တဲ့အတွက် early warning system တွေကိုလုပ်ပေးနိုင်တယ်နောက်ပြီးတော့ဒီ geotechnical field မှာတော့ကျွန်တော်တို့ဒီဒီ water supply တို့နောက်ကကျတော့ urban planning တို့တွေမှာဆိုအများကြီးကျွန်တော်တို့အသုံးထားခဲ့ပါတယ်ဘာလို့ဆိုတော့ဒီ topography နဲ့ဒီရန်တွေသုံးပြီးတော့ pipeline တွေကျွန်တော် pipeline တွေချဖို့အတွက်ကိုဘယ်လိုတွေချကြမယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ဒီ GIS remote sensing သုံးပြီးတော့ကျွန်တော်တို့project တွေအများကြီးလုပ်လို့ရပါတယ်ကျွန်တော်တို့တချို့ဥစ္စာတွေလည်းလုပ်ခဲ့ကြပါတယ်နောက်ဒီ hydrology ပေါ့ hydrogeology ပေါ့နော်တော့ ground water နဲ့ subsurface analysis တွေပြောရမယ်ဆိုလို့ရှိရင်aquifer mapping တွေပေါ့နော် GRACE လိုမျိုးဂျိုတူကနေရတဲ့ data တွေနဲ့ GIS ပေါင်းပြီးတော့မြေအောက်ရေတူလာမှုနဲ့သူ့ရဲ့ရောကျသွားတဲ့မြေအောက်ရေအနေအထားတွေကိုကျွန်တော်တို့ analysis လုပ်နိုင်ပါတယ်နောက် surface characterization တွေ bore log တွေ record တွေရှိမယ်နောက်ကကျတော့ resistivity survey တွေနဲ့ဂျိုတူပုံတွေပေါင်းပြီးတော့ဒီ underground water ပေါ့နော်စီးဆင်းမှုပုံစံအဲ့ဒါကို hydrology geological model တွေတိဆောက်ပြီးတော့ surface characterization တွေကိုလေ့လာသုံးချလို့ရပါတယ်နောက် research zone identification ရတယ်ဒီတိုင်းပါပဲမြေမျိုးစားတွေနောက်ကကျ slope တွေနောက် land use layer တွေအသုံးပြုပြီးတော့မြေအောက်ရေကိုဘယ်လိုပြန်လဲဖြည့်ဆည်းနိုင်မယ်ပေါ့နော်ဒီဘယ်လိုပြန်လဲဖြည့်ဆည်းဖို့အကောင်းဆုံးနေရာတွေဖြစ်မလဲဆိုတဲ့ဥစ္စာတွေကိုကျွန်တော်တို့ရှာဖွေနိုင်ပါတယ်အဲ့ဒီအပြင်ကိုရှေ့မှာဆရာကြီးပြောသလိုပဲကျွန်တော် waste management တွေပေါ့နော် waste ဒီကျွန်တော်တို့ထွက်လာတဲ့ construction site တွေထွက်လာတဲ့ waste တွေကိုစက်ရုံတွေထွက်လာတဲ့ waste တွေကိုကျွန်တော်တို့ဘယ်နေရာမှာကျွန်တော်တို့ဒါပေါ့နော် damming လုပ်မယ်အဲ့ဘယ်နေရာမှာစွန့်ပစ်မယ်ဆိုတဲ့အစကျွန်တော်တို့ဒီ GIS remote sensing ကိုသုံးပြီးတော့လေ့လာပြီးရှာဖွေလို့ရပါတယ်နောက် infrastructure planning နဲ့ risk assessment building safety အတွက်ရ resilient system တွေနော်အဲ့တော့မြို့ပြတွေတိုးချဲ့တဲ့နေရာမှာဘယ်နေရာမှာမြို့ပြတွေကိုတိဆောက်ဖို့သင့်လျော်တယ်ဘယ်နေရာမှာတော့အန္တရာယ်ရှိတယ်ဆိုတာ
ကျွန်တော်တို့ရှောင်သိနေဆိုတဲ့ဥစ္စာမျိုး GIS ကလမ်းညွှန်ပေးနိုင်ပါတယ်transportation network တွေပေါ့နော် transport network တွေ transport network တွေဒီအဝေးပြေးလမ်းတွေရထားလမ်းတွေပိုက်လိုင်းတွေဖောက်တဲ့အခါမှာကျွန်တော်တို့ဒီကျွန်တော်ဂျိုဟစ်ဇက်ဒီကနေပြီးတော့ဘယ်နေရာမှာအနည်းဆုံးဖြစ်နိုင်လဲဘယ်နေရာကနေဖောက်ရင်ပို့ပြီးတော့တင့်လျော်မယ်ဆိုတာကိုကျွန်တော်တို့ GIS အပြင်ကို remote sensing နည်းပညာတွေကသုံးပြီးတော့ကူညီရှာဖွေပေးနိုင်ပါတယ်အဲ့ဒီအပြင်ကိုတချို့အခုဒီဘူတန်တို့ဘာလို့မှလည်းအခုလုံဖို့ပြင်ဆင်နေတာတွေရှိပါတယ်နောက်တခြားနိုင်ငံတွေမှာလည်းလုပ်ကြပါတယ်ကျွန်တော်ဒီ transportation network တွေကနေပြီးတော့ဟိုမှာ landslide ဖြစ်တယ်ဆိုတဲ့ဥစ္စာမျိုးမှာဘယ်လိုဟိုလူတွေကိုကယ်ပြီးတော့သူကလမ်းတွေမပိတ်ဘယ်လိုလုပ်မလဲဆိုတော့ analysis တွေကျွန်တော်တို့အခုဒီတချို့ project တွေဟိုလုပ်နေကြတာတွေရှိပါတယ်ပြီးတော့ဒီမြေပြိုသွားပြီဆိုလို့ရှိရင်အဲ့လမ်းကနေပြီးတော့ကားတွေဖြတ်လို့မရတော့ဘူးမရလို့ရှိရင်ဘယ်လမ်းကနေပြီးတော့သွားပြီးတော့ဘယ်လိုစိတ်ယုံရောက်ပို့မယ်လူတွေကိုဘယ်လိုကယ်ထုတ်မယ်ဒါမျိုးတွေကအဲ့ဒါတွေကကျွန်တော်တို့အဲ့ဒါတွေကိုလည်းကျွန်တော်တို့ GIS and remote sensing သုံးပြုပြီးတော့လေ့လာဆန်းစစ်လို့ရပါတယ်အခုဒီ transportation network ကတော့သူကတိဆောက်ရေးအတွက်ကိုသုံးတဲ့အပြင်ကိုခုနလိုမျိုးအတွက်လည်းအသုံးပြုလို့ရပါတယ်နော် risk mapping ကတော့သူကရေကြီးနိုင်တဲ့လွင်ပြင်တွေပေါ့နော်ရေကြီးနိုင်တဲ့နေရာတွေနောက်ကကျတော့ seismic zone တွေပေါ့နော်ဒီ earthquake ရှိနိုင်တဲ့ zone တွေအခုဂျာမျိုးတို့တွေထုတ်ထားတဲ့ပုံတွေပေါ့နော်အဲ့ဒါမျိုးတွေနောက်ပြီးတော့ landslide ဖြစ်နိုင်တဲ့နေရာတွေအဲ့ဒါတွေကိုကျွန်တော်တို့ကလေယာတလေယာချင်းစီလုပ်ပြီးတော့ဒီ GIS ကထပ်ပြီးတော့သူကဘေးရန်တွေကိုဒီထဲသွင်းစဉ်းစားတဲ့ဥစ္စာစီမံကိန်းတွေရွေးချယ်တဲ့နေရာမှာအသုံးပြုနိုင်ပါတယ်အခုဒီ building code တွေမှာလည်းသူဒီ risk map တွေเนาะဒီ seismic map တွေအသုံးပြုနေတာတွေ့ရပါတယ် resilient and strategy ပေါ့ရာသီဥတုပြောင်းလဲမှုနဲ့တဘာဝဘေးအန္တရာယ်တွေကိုခံနိုင်ရည်ရှိဖို့အဆောင်ဒီဇိုင်းတွေရှိဆွဲတဲ့နေရာမှာဖြစ်နိုင်ရည်ရှိတဲ့အခြေအနေကျွန်တော်တို့အတွက်ကိုစဉ်းစားရမှာအထောက်အကူပြုစေဖို့အတွက် GIS နဲ့ remote sensing ကိုအသုံးပြုနိုင်ပါတယ်အဲ့တော့ GIS နဲ့ remote sensing ကခုနရှေ့မှာပြောလို့ပဲသူ့မှာ software တွေလိုပါတယ် hardware ကတော့အခုနည်းပညာတွေတိုးတက်လာတော့ hardware အတွက်ကတော့အများကြီးရှိပါတယ်ဒီကောင်ကတော့တိဆောက်မဲ့ GIS စနစ်ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ hardware လိုအပ်ချက်ကတော့ရှိပါတယ်အခုဒီမှာပြောချင်တာကတော့သူ့ရဲ့ဒီ software platform တွေပါဆိုတော့ဒီ GIS နဲ့ပတ်သက်လို့ရှိရင်တော့တော်တော်များများလဲသိတဲ့လူတွေအများကြီးပါလိမ့်မယ်ဟို ArcGIS ရှိပါတယ်သူက GIS ArcGIS ကိုတချို့က GIS ကိုခေါ်တယ်အမှန်ကတော့ ArcGIS ArcGIS ပါ GIS ကစနစ်တစ်ခုဖြစ်ပါတယ် ArcGIS က software နာမည်ဖြစ်ပါတယ်နော်နောက် QGIS ကတော့သူက ArcGIS ကသူကဟို ESI ကထုတ်ထားတယ် software ဖြစ်တယ်သူဒီ commercial software ဖြစ်တယ်အလကားရတဲ့ software ပေါ့ပါဘူးဟိုကျွန်တော်တို့ဒီတော်တော်များများသုံးနေတာတော့သူကဒီအခမဲ့ရတဲ့ဟို source ကနေပြီးယူထားတဲ့ArcGIS ကိုသုံးနေတာပေါ့နော်တော့ ArcGIS ကအရင်တော့က desktop version ရှိပါတယ်အခုနောက်ပိုင်းဒီပညာတွေမြင်လာပြီးတော့သူတို့ဒီonline version ဖြစ်သွားပါပြီတော့ဟိုဘက်က ArcGIS 10.8 ဖြစ်ပါတယ်10.8ကိုဟိုသူတို့ရဲ့ support development လုပ်မှုကိုရန်နာပြီးတော့သူက ArcGIS Pro ဘက်ကိုသူက cloud base အနေနဲ့သူစတင်ပြီးတော့လုပ်နော်သွားပါပြီသူကဒီ version အသစ်မှာသူက cloud ဘက်ကိုပဲ self develop လုပ်မှာဖြစ်ပါတယ်သူကတော့ commercial ဖြစ်တဲ့အတွက်ကြောင့်မလို့ဝယ်ယူပြီးတော့သုံးမှာဖြစ်ပါတယ် personal use အတွက်ကတော့ကျွန်တော်လေ့လာမိတဲ့တော့ကတော့တစ်နှစ်ကိုဒေါ်လာ100လောက်ရှိပါတယ်နောက် QGIS ကတော့open source software ဖြစ်ပါတယ်သူကlicense commercial software မဖြစ်တဲ့အတွက်မဟုတ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အခမဲ့သုံးနိုင်ပါတယ်
တော်တော်များများအခုဆိုလို့ရှိရင်တော့ဟိုartist လိုမျိုး license တွေမဝယ်နိုင်ဘူးသူတမယိုးကြအနေနဲ့သုံးဖို့အတွက်ဆိုလို့ရှိရင်တော့ QGIS ကိုသုံးလာကြပါတယ် QGIS မှာသူ့ရဲ့extension တွေပေါ့နော်သူ့ကိုအားဖြည့်ပေးတယ် extension တွေမြောက်များစွာရှိပါတယ်ရှိတဲ့အတွက်ကြောင့်မို့လို့တော့အခုဆိုရင် QGIS အသုံးပြုသူတွေက NGO တွေမှာရောကျောင်းတွေမှာရောတော်တော်များများအသုံးပြုလိုက်ကြတာတွေ့ရပါတယ်အဲ့ဒီပြင်ကို global map ပါပေါ့ global map ပါကသူကဒီ commercial software တစ်ခုပဲဖြစ်ပါတယ်အဲ့မှာ ArcGIS လိုပဲ commercial software ဖြစ်ပေမဲ့ ArcGIS နဲ့ကတော့ဈေးနှုန်းတွေတော့ကွာပါတယ်တော်တော်များများသောကျွန်တော်တို့ဒီ engineering civil သမားတွေနောက်စာပြီးလုပ်ငန်းသုံးတဲ့လူတွေနောက်ကျောင်းတွေက research သမားတွေတော်တော်များများကတော့ global mapper ကိုအသုံးပြုကြပါတယ်ဒါပေမဲ့ global mapper က open source software မဟုတ်ပါဘူးသူလည်း commercial software ပါဒေါ်လာ1000ကျော်တော့ရှိပါတယ်ဟို ArcGIS ကတော့သူ့ရဲ့ powerful ဖြစ်မှုအတွက်သုံးမယ်ဆိုလို့ရှိရင်တော့ဈေးပိုကြီးတာပေါ့နော်ဒီ personal အတွက်ကတော့ဒေါ်လာ100လောက်ပဲရှိတယ် global mapper ကlightweight ဖြစ်ပါတယ်တော်တော်များများ set တွေနဲ့ run ဖို့လည်းအဆင်ပြေပါတယ်အခုနောက်ပိုင်းတော့pro version ဆိုပြီးတော့ version ပုံစံလေးတွေနည်းနည်းပြောင်းလာပါတယ်ဒါပေမဲ့အခုထိတော့သူက desktop version အနေနဲ့ရှိပါတယ် online version ကိုတော့သူကြာခင်တော့လုပ်ဖို့တော့ရည်မှန်းချက်ရှိပုံရပါတယ်ဒါကတော့ GIS software တွေပါအခြားသော GIS software ပေါင်းအများကြီးရှိပါသေးတယ်Geomedia တို့ဘာလို့လဲရှိတယ် Map Info တို့ဘာလို့လဲရှိတယ်အထူးသဖြင့် Map Info ဆိုလို့ရှိရင်ဒီ Geoscience ပေါ့နော် Geology နဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ့အဲ့ဒါတွေမှာအသုံးပြုတယ်အသုံးပြုကြပါတယ်ကုမ္ပဏီကြီးတွေကစအသုံးပြုပါတယ်နောက်ဒီ Geomedia ဆိုတဲ့လိုပါပဲ Geomedia လည်းဒီ engineering work တွေမှာအသုံးပြုတာရှိပါတယ်ဗမာပြည်မှာလည်း2000ပတ်ဝန်းကျင်လောက်ကစပြီးတော့ဒီ Geomedia ကိုမိတ်ဆက်ပေးပြီးဝင်အသုံးချခဲ့တာတွေ့ခဲ့ပါတယ်နောက်ပြောလိုတာကတော့ remote sensing software တွေပါ remote sensing software တွေမှာတော့နာမည်တော်တော်လေးအသုံးများတယ်ကောင်ကတော့Ares Imaging ပေါ့နော် Ares Imaging ဖြစ်ပါတယ်သူက Hexagon Geospatial ကုမ္ပဏီကနေပြီးတော့ထုတ်လုပ်ထားတာပါဒီတော့ Ares အနေနဲ့ပဲရှိတယ်အခု Ares Imaging ဆိုပြီးတော့ Imaging လေးထည့်ထားပါနောက် MV ကလည်းတော်တော်အသုံးများပါတယ်ကျွန်တော်တို့ဒီအရင် diskette တွေသုံးတဲ့အချိန်တော့ဆိုလို့ရှိရင် MV installer ကို diskette တွေနဲ့လုပ်ပြီးတော့ကူပြီးတော့မှအမှ install လုပ်ကြတာပဲရှိပါတယ်ဒီတော်တော်များများ academic line ကသူတွေအများဆုံးအသုံးပြုကြပါတယ်နောက်ပြီးတော့ PCI geometric ကပေါ့နော် PCI လို့ပဲခေါ်တယ် geometric လို့လည်းခေါ်ကြတယ်ရင်တော့သူလည်းတော်တော်များများသုံးပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဘက်မှာသုံးပြီးတော့နည်းနည်းကျွန်တော်တို့ဒီအရှိအာရှဘက်ဥစ္စာမှာတော့အသုံးပြုသူတော့နည်းနည်းနည်းတဲ့သဘောရှိပါတယ်ကျွန်တော်လေ့လာမိတယ်လို့ဆိုလို့ရှိရင်တော့သိမတွေ့ရပါဘူးကျွန်တော်တို့ဒီဘက်မှာအသုံးပြတာကတော့ MV software များတယ် Ares Imaging များတယ်ဒါကsatellite image တွေကြိုရူတဲ့ပုံတွေ lidar တွေ radar တွေအဲ့လိုမျိုး image တွေကိုအဓိကကင်တွယ်ဆောင်တဲ့ remote sensing အဓိက software တွေဖြစ်ပါတယ်ပေါ်ကဒီ GIS software တွေက QGIS တို့ ArcGIS တို့ကောဆိုတော့လေသူတို့လည်းဒီ image handling ကိုလုပ်ဆောင်နိုင်ပါတယ်ဒါပေမဲ့သူတို့ဒီအဓိကသူတို့ရဲ့လုပ်ငန်းစဉ်က GIS ကိုအဓိကစောင်းပေးပါတယ်သူတို့ရဲ့ plugin တွေ extension တွေအသုံးပြုပြီးတော့ remote sensing ကိုအသုံးပြုလို့ရတယ်Ares Imaging တို့ MV တို့ PCI တို့ကတော့ remote sensing ကိုအဓိကစောင်းပေးတဲ့ software တွေဖြစ်ပါတယ်Ares Imaging နဲ့ MV ကတော့အဓိကဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော် cloud computing တွေပေါ်လာတဲ့အချိန်မှာopen source အနေနဲ့ Google ကထုတ်တဲ့ Google App Engine ဆိုတာရှိပါတယ်ကျွန်တော်တို့တွေက Google App Engine ကျွန်တော်တို့ဒီဘက်ဒီ NGO ပေါ့နော်ဒီအာရှဘက်ရှေ့တောင်အာရှအထူးသဖြင့်Google App Engine အသုံးပြုတာများပါတယ်
ခုနောက်ပိုင်းတော့နည်းနည်းလေး Google Engine ကို commercial သုံးပါလားဒီဒီ research အတွက်သုံးပါလားဘာစင်နဲ့သုံးပါလားဆိုပြီးတော့မိကုန်းနေမေးပြီးတော့license ကိုလည်းနည်းနည်းလေးထိန်းချုပ်ထားတာတွေတော့တွေ့ရပါတယ်သူကအဓိကအားဖြင့်တော့ cloud base ပါသူ cloud base ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီ MV တို့ ADAS Imagine တို့လို့ software တွေသုံးမယ်ဆိုလို့ရှိရင်ဂျိုဒုတက်ပုံတွေကိုကျွန်တော်တို့ကကွန်ပျူတာတွေကို download လုပ်ရပါတယ် online ကနေပြီးတော့ download လုပ်ပြီးတော့မှကျွန်တော်တို့ဆက်မှာ ADAS Imagine ဖြစ်ဖြစ်ဒီ remote sensing software တစ်ခုကိုအသုံးပြုပြီးတော့အဲ့ image တွေကို analysis လုပ်ရပါတယ်အဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကွန်ပျူတာတွေရဲ့လိုအပ်ချက် capacity ကများပါတယ်အဲ့တော့လိုအပ်ချက် capacity ကတဖြည်းဖြည်းနဲ့ကဟိုတစ်နှစ်နဲ့တစ်နှစ်ကပိုပြီးတော့များလာပါတယ်အဓိကအဖြစ်တော့ software တွေကပိုပြီးတော့memory လိုအပ်ချက်တွေများလာသလိုsatellite image တွေရဲ့အရွယ်အစားကလည်းresolution ကောင်းရင်ကောင်းတယ်လို့ပေါ့နော်အရေးသွေးမြင့်ရင်မြင့်တယ်လို့အရွယ်အစားကြီးတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ set capacity လိုက်နိုင်မှာကျွန်တော် analysis လုပ်ငန်းစဉ်ကိုလွယ်လွယ်ကူကူအဆင်ပြေပြေလုပ်နိုင်မှာဖြစ်ပါတယ်နှုတ်မဆိုလို့ရှင်တော့အဆင်ပြေမှာမဟုတ်ဘူးအဲ့တော့အဲ့ဒီ Google Engine ကကျတော့ cloud base ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူက image တွေကို satellite image တွေအခြားသောဒီ commercial image တွေအစပေါ့နော်ကျွန်တော်တို့ဒီမှာ Google Engine မှာတခါတည်း cloud ထဲမှာပဲတခါတည်း run ပြီးတော့ cloud ထဲမှာပဲ analysis လုပ်ပြီးတော့လုပ်နိုင်ပါတယ် commercial ဆိုလို့ရှိရင်တော့တခုရှိတာတော့download လုပ်ရတာရှိပါဘူးနော်ဒါပေမဲ့လည်းဒီမှာကျွန်တော် highlight လုပ်ပြချင်တာဒီကောင်ကကြတော့အဓိက open source ဖြစ်တယ်နော် free သုံးလို့ရတယ်နောက်ပိုင်းတော့ pay လည်းဖြစ်ကောင်းဖြစ်တယ်ဒါပေမဲ့အခုထိတော့ free ပါပဲpersonal သုံးမယ်ဆိုရင် free ပေါ့နော်ဆိုတော့ Google Engine ကိုသူက cloud base နဲ့analysis လုပ်ငန်းမှာအခုထိကို NGO တွေမှာဒီကျွန်တော်တို့ဒီအထူးသဖြင့်ဒီရှေ့တောင်အာရှဘက်မှာတော့တော်တော်များပါတယ်သူကPython script သို့မဟုတ် Java script ကိုအသုံးပြုပြီးတော့analysis လုပ်ရတာဖြစ်ပါတယ်ဒီက main ကတော့ JavaScript ကိုသုံးပါတယ်ဒါပေမဲ့လည်း Python ကိုလည်းသုံးလို့ရပါတယ်သုံးပြီးတော့ analysis လုပ်လို့ရပါတယ်ဆိုတော့cloud base ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်အတွက်ကအဆင်ပြေတယ်ဒါပေမဲ့programming language ကိုထပ်လေ့လာမှာဆိုတော့နည်းနည်းတော့ကိုယ့်အတွက်တော့try ဖို့တော့လိုတာပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ engineering သမားတွေရင်းနှီးပြီးသားဖြစ်တဲ့ Autodesk က AutoCAD တွေပေါ့နော်ဆိုတော့အဲ့ AutoCAD တွေကကျွန်တော်အမှန်မှန်မှုဆိုလို့ရှိရင်တော့2000ပတ်ဝန်းကျင်လောက်မှာ AutoCAD Map ဆိုပြီးတော့စပေါ်လာစီ Map 5တခုသူက GIS ကိုစတင်ပြီးတော့develop လုပ်ဖို့အတွက်ကိုစထုတ်တဲ့အနေအထားရှိပါတယ် Autodesk ကနေပြီးလေအရင်တော့က AutoCAD software တွေကကျွန်တော်တို့ local coordinate တွေနဲ့ပဲသွားပါတယ် AutoCAD မှာမြေပုံတွေကျွန်တော်တို့ဆွဲကြတယ် drawing တွေဆွဲတယ်ကျွန်တော် engineering drawing တွေဆွဲကြတယ် mine design တွေ mine ဒါပေါ့နော်ကျွန်တော်တို့ဒီ project plan တွေအဲ့ဒါတွေဆွဲတဲ့အချိန်မှာကျွန်တော်က local grid နဲ့ပဲသွားပါတယ် 8.5Z ကိုဒီ AutoCAD မှာနောက်ပိုင်းကျတော့ Autodesk ကနေပြီးတော့ map 5 Autodesk map ထုတ်တဲ့အချိန်မှာတော့သူက GIS စနစ်အတိုင်းပဲကမ္ဘာမြေပြင်မှာရှိတဲ့ coordinate စနစ်တွေကိုထည့်သွင်းလာတယ်အဲ့ဒီယာနဲ့အပြိုင်နောက်ပိုင်းမှာပို့ပြီး develop ဖြစ်လာတာက Civil 3D ဖြစ်ပါတယ် AutoCAD Civil 3D ပေါ့နော် Autodesk ကနေထုတ်တဲ့ Civil 3D အတူကောက်တော်တော်များများခေါ်ပါတယ်ကျွန်တော်တို့ဒီ infrastructure development လုပ်တာတွေ geotechnical work တွေအတွက်ကိုဒီ Civil 3D ပေါ့နော်သူက project တစ်ခုလုံးကိုခြုံပြီးတော့အများကြီးလုပ်လို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ AutoCAD နဲ့ drawing အတွက်ကအများကြီးသုံးပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီ Civil 3D သုံးပြုလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆိုတချို့ project တွေသုံးဖို့ပါတယ်ဥပမာဆိုလို့ရှိရင် water supply လုပ်တာမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့ water resource ကနေပြီးတော့ကျွန်တော်ရေတန့်စင်စိတ်ပေါ့နော် purifying ဒီတန်ကိုရောက်ဖို့အတွက်ကို
သွားမဲ့ slope တွေသွားမဲ့ဒီ elevation တွေဥစ္စာတွေနဲ့pipeline ရဲ့အရှည်တွေ pipeline ကိုဘယ်လို degree စောင့်အောင်မယ်ဆိုတာတွေပေါ့နော်အဲ့ဒါတွေအတွက်ကိုကြတော့ကျွန်တော်တို့က survey တိုင်းလာတဲ့ elevation data ရဲ့ point data တွေအပြင်ကိုကျွန်တော်တို့ drone တို့ဘာလို့နဲ့ရိုက်လာတဲ့ DEM ရလာတဲ့ DEM တွေနဲ့သုံးပြီးတော့ကျွန်တော်တို့ Civil 3D ကနေပြီးတော့cross section တွေဖော်တယ်ပြီးလို့ရှိရင် land ဆိုတဲ့အတိုင်းပါပဲ land design တွေကိုကျွန်တော်တို့ဒီဒါဆိုစီ Civil 3D မှာသူက land ရဲ့ဒီဘယ်လိုစောင်းတာတွေဘာတွေဟိုပေါ့နော်ဒီရဲ့ slope အနေထားတွေဘာတွေကိုကျွန်တော်တို့ကရအောင်အတွက်ကိုကျွန်တော်တို့ Civil 3D မှာကျွန်တော်တို့အသုံးပြုလေးရှိပါတယ်အဲ့လိုပဲ Battery ရဲ့ဒီ Geopack ကလည်းသူကဒီနာမည်ကြီးတစ်ခုဖြစ်ပါတယ်တော့သူတို့ကတော့ဒီ engineering software တွေအဓိက main ကတော့ engineering software တွေဖြစ်တယ်ဒါပေမဲ့ GIS ကို integrate လုပ်ထားတယ်နောက်ပိုင်း GIS ကို integrate လုပ်ထားတဲ့ engineering software တွေဖြစ်ပါတယ် data source တွေအရာပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ Landsat တို့ Sentinel တို့ဆိုတဲ့ဟောပေါ့နော်ဒါတွေကနာမည်တွေပါဟို Landsat satellite ပေါ့နော်သူက Sentinel satellite ပေါ့ဆိုတော့အဲ့ဒီကနေထွက်လာတဲ့ဥစ္စာဒီ Landsat ဂျိုဒူဓာတ်ပုံဖြစ်သွားတာပေါ့နော်သူကထွက်လာတဲ့ပုံက Landsat image ပေါ့ဖြစ်သွား Sentinel image ပေါ့အဲ့ဒီမှာသူတို့က Landsat 1 2အဲ့လိုမျိုးတွေရှိပါတယ်အခုဆိုရင် Landsat 9ထိရောက်နေပါပြီSentinel ဆိုတဲ့ဒီပါ Sentinel 1တို့ Sentinel 2တို့ Sentinel 3တို့အဲ့လိုမျိုးရှိပါတယ်အဲ့ရသူတို့တွေအားလုံးဒီသူကအခမဲ့အသုံးပြုခွင့်ပေးထားတယ်ဂျိုဒူဓာတ်ပုံတွေဖြစ်ပါတယ်အဲ့တော့ Landsat ဆိုလို့ရှိရင်ကျွန်တော်တို့သူရဲ့ဒီ USGS ကနေပြီးတော့ထုတ်ပေးထားတဲ့ဒီဟိုဒါတချို့ဒီဟိုပေါ့နော် platform တွေပေါ့နော် platform တွေရှိပါတယ်သူမှလည်းအများကြီးပဲဗျသူကဒီ US ပဲဖြစ်ဖြစ် NASA ပဲဖြစ်ဖြစ်မှာကသူကသူတို့ရဲ့ဆိုင်ရာနဲ့ platform တွေအများကြီးပဲအဲ့ဒီထဲမှာကျွန်တော်တို့ဒီနာမည်ကြီးတာကတော့ Earth Explorer ဆိုတဲ့ဒီ platform ပေါ့နော်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ Landsat ဂျိုဒူတွေ Sentinel ဂျိုဒူတွေအခြားသောအခမဲ့ရနိုင်တဲ့ဂျိုဒူတွေအပြင်ကို commercial တွေကော DEM တွေအစားအကုန်လုံးကျွန်တော်တို့ download ဆွဲလို့ရပါတယ်ဟို commercial တွေလည်းရတော့အဲ့ဒီကနေရော download လုပ်ပြီးတော့ကိုယ့်ရဲ့ project area အတွက်လေးကို download လုပ်မယ်ပြီးရင်အဲ့ဒီကနေရလာတဲ့ပုံကိုအသုံးချမယ်ပေါ့တကယ်လို့ကျွန်တော်တို့ခုနပြောခဲ့တဲ့ Google App Engine platform ကိုအသုံးပြုပြီးတော့ analysis လုပ်မယ်ဆိုရင်တော့ download ဆွဲစရာမလိုဘူးသူကတန်းပြီးတော့ online မှာပဲလုပ်တော့နောက်တစ်ခုကတော့ area photography နဲ့ drone ကျွန်တော်ဒီအရင်တော့ကတော့ဒီကျွန်တော်ရဲ့သမားတွေဆိုလို့ရှိရင်တော့ကျောင်းနေမှာကျွန်တော်တို့ area photo တပါးသားအနေနဲ့တင်တာရှိပါတယ်အဲ့ပြင်အခုနောက်ပိုင်းခေတ်တင်မှာတော့ drone တွေပေါ်လာပါတယ် drone တွေပေါ်လာတဲ့အတွက်ကြောင့်မလို့ area photography နဲ့ drone တွေကကျွန်တော်တို့ရရှိတဲ့ဓာတ်ပုံတွေက resolution မြင့်ပါတယ်နောက်ပိုင်း drone တွေကတော့သူကဒီအရန်ကိုအသုံးပြုတဲ့များလာပါတယ်ဟိုရိုးဒီစင်ဆာတွေနဲ့သုံးပြီးတော့ကင်မရာတွေနဲ့ရိုက်တဲ့ drone တွေဆိုလို့ရှိရင်တော့မှဒီ less than ပေါ့နော်0.3 မီတာတို့1.5 မီ0.15 မီတာတို့ဒါမျိုးလောက်တည်းအောက်တွေအထိရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ geotechnical လုပ်ငန်းစဉ်တွေအတွက် site တစ်ခုရဲ့အသေးစိတ်အနေအထားတွေကိုကျွန်တော်တို့ analysis လုပ်လို့ရပါတယ် planning တွေအတွက်လည်းကျွန်တော်တို့သုံးချလို့ရပါတယ်ဒီပြင်ကို field survey ရှိတယ် ground truth survey ပေါ့နော်ဒီအပေါ်ဒီ survey နဲ့ကျွမ်းတဝင်ဖြစ်ပြီးသားလူတွေတော်တော်များများတယ်အဲ့တော့ကြတော့ကျွန်တော်တို့ GPS point နေနဲ့ကျွန်တော်တို့က benchmark တွေမှတ်မယ်အဲ့တော့ဒီ construction site သီးသန့်အတွက် analysis လုပ်တဲ့ဥစ္စာမျိုးကိုသီးသန့်ဆိုရင်တော့တချို့တွေဒီ site အကြီးတွေပေါ့နော် site ကြီးတွေဆိုလို့ရှိရင်city plan လို့ပြော site ကြီးတွေဆိုလို့ရှိရင်ဟို mining ဆိုလဲ mining site ကြီးတွေဆိုလို့ရှိရင်တော့သူကဒီ benchmark ဒါပြီးတော့0.0
0.0 ပေါ့နော် xy coordinate 00ကနေစပြီးတော့0 setting ဟို0 benchmark နဲ့သူက run ကြတာတွေပေါ့အရင်တော့ခုနောက်ပိုင်းကျတော့ JS ဥစ္စာက develop ဖြစ်လာတော့ကြတော့ဟို known point တွေကိုသူက known point တွေကို benchmark လို့ခေါ်တာပေါ့တော့အဲ့ဒီ benchmark တွေကိုကျွန်တော်တို့ real world coordinate တွေအသုံးပြုပြီးတော့ဟို site တွေကိုသူ planning တွေဆွဲလာကြပါတယ်အဲ့ဒီမှာ coordinate တွေကလည်း latitude longitude တွေအပြင်ကိုမီတာနဲ့အသုံးပြုတဲ့ coordinate စနစ်တွေပါသုံးလာကြပါတယ်။တော့မီတာနဲ့အဓိကအသုံးပြုတယ်ကျွန်တော်တို့က feet တို့ပြင်မှာပေတို့ guide တို့ဒါမျိုးတွေနဲ့သုံးတယ်။ခုနောက်ပိုင်းမှာကျတော့တိုင်းတာရေးအတွက်လွယ်ကူအောင်အတွက်ကိုဆိုလို့သူကမီတာနဲ့ set up လုပ်ထားတဲ့ coordinate စနစ်တွေကိုအသုံးပြုလာကြပါတယ်။အဲ့တော့ benchmark တွေမှာlatitude longitude ဆိုတဲ့ degree တွေအပြင်ကိုကျွန်တော်မီတာနဲ့အသုံးပြုတဲ့အထင်ရှားဆုံးဖြစ်တာတော့ UTM ပေါ့နော် Universal Transport Marketer ဆိုတဲ့ဒီ UTM စနစ်ကိုအသုံးပြုပြီးတော့သုံးလာကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကတစ်ခုနဲ့တစ်ခုတနေရာနဲ့တနေရာဒီလိုမျိုး area အသေးလေးတွေပဲဖြစ်ဖြစ် site အသေးမှာဒီတေးကျွန်တော်တို့ဟိုတိုင်းတာမှုတွေလုပ်တဲ့အချိန်မှာဆိုလို့ရှိရင်သူက UTM စနစ် UTM coordinate စနစ်ကမီတာနဲ့အသုံးပြုတဲ့အတွက်ကြောင့်မို့လို့တိုင်းတာရေးအတွက်အဆင်ပြေတဲ့အတွက်ကြောင့်အသုံးပြုခြင်းဖြစ်ပါတယ်နောက်တစ်ခါကျတော့အဲ crowd source and open data ကျွန်တော်တို့တော်တော်များများဒီအချက်လက်တွေကဟိုဘယ်လိုလဲ restrict လုပ်ထားတာပေါ့နော်မျိုးတွေဆိုလို့ရှိရင်ဟိုဘယ်ကနေပြီးတော့ကျွန်တော်တို့ကယူလို့ရတယ်ဆိုရင် OpenStreetMap လိုမျိုးပေါ့နော် OpenStreetMap လိုမျိုးကနေပြီးတော့ကျွန်တော်တို့ယူသုံးလို့ရပါတယ် land တွေနောက်ကကျတော့သူ့ထဲမှာအိမ်တွေကစကုန်ပါပါတယ်အိမ်တွေကစကုန်ပါတဲ့အတွက်ကြောင့်မို့လို့သူကအိုက်ကောင်တွေကဘယ်လိုဒီဆွဲထားလဲဆိုတော့ကျွန်တော်တို့ဒီကောကြိုက်တဲ့သူပြည်သူမဆိုဝင်ရောက်ပြီးတော့ contribute လုပ်လို့ရတယ်ဆိုတော့ကြတော့ဒီလူအများပါဝင်ပြီးတော့ရေးဆွဲထားတာပေါ့နော်အဲ့ရေးဆွဲထားတဲ့ဥစ္စာတွေကနေပြီးတော့ရလဒ်တွေနဲ့ပြီးဒီ location တွေကိုအခမဲ့သုံးနိုင်အောင်တို့ကခွင့်ပြုပေးထားတယ်ဟို OpenStreetMap လို့ခေါ်တာပေါ့နော်နောက်အဲ့ဒီအပြင်ကိုအစိုးရကနေပြီးတော့ထုတ်တဲ့ data တွေပေါ့ TopoMap တို့ပါလို့တကယ်က TopoMap တို့ပါလို့ရသူပြင်းဒီခြားသောနိုင်ငံတွေမှာဆိုလို့ရှိရင်တော့ဟိုဝယ်ရတာသိပြီးတော့မခက်လိုက်ဘူးပေါ့နော်ဟိုသူအစင်ကျွန်တော်ဒီခုနလိုအပ်လို့ရှိရင်သူရဲ့ဒီ survey department မှာတွားပြီးတော့ဝယ်ရမှာပဲ geological map တွေဆိုလည်းလိုပါပဲ GIS နဲ့ရေးဆွဲထားတဲ့ layer တွေပါတဲ့ GIS map ပေါ့နော် geological map တွေဆိုလည်းအလကားပေးတာရှိပါတယ် Australia တို့ဘာလို့ consent ပဲဆိုရင်အလကားပေးအဲ့လိုနော် CD နဲ့ DVD နဲ့ဒါလေးရတယ်ကျွန်တော်တို့စီမှာတော့နည်းနည်းဟိုခက်ခဲတွေတော့ရှိသေးတာနော်ဆိုတော့ဒီဟာကဒါ open data တွေဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးဟိုပြောရမယ်ဆိုလို့ရှိရင်ဒီ geotechnical fee အတွက်ကိုဒီ engineering ဆိုင်တော့ fee တွေအတွက်ကိုဟို GIS နဲ့ remote sensing ကသုံးနေတယ်ဒါပေမဲ့ JSC သုံးတယ် remote sensing သုံးတယ်လို့ဟိုတချို့နေရာတွေမှာတော့ဟိုကိုယ်ပြပြနဲ့ဖြစ်မနေဘူးပေါ့နော်ဟိုအမှန်ကတော့ဒါအခုကျွန်တော်ပြောတဲ့ဥစ္စာတွေမှာသုံးနေတာအများနဲ့သုံးနေကြပါတယ်တော်တော်များများဆိုတော့အဲ့ဒီ GIS နဲ့ remote sensing အသုံးပြုမှုအတွက် checklist နဲ့ limitation တွေအများကြီးရှိပါသေးတယ်ဒါကတော့သူကအားနည်းချက်ကိုပြောရတာပေါ့နော်အားသာချက်တွေကလည်းအများကြီးရှိတဲ့အချိန်မှာတော့ data quality တဲ့ resolution ဟောအဓိကအဖြစ်တော့သူကဒီဂျိုဒုဓာတ်ပုံနော်ဂျိုဒုဓာတ်ပုံတွေရဲ့ဒီ data resolution တွေပေါ့သူ့ရဲ့ resolution မြင့်နေပုံရိပ်ထွက်ကောင်းနေအဲ့တော့ပုံရိပ်ထွက်ကောင်းမှု resolution မြင့်တာကိုအတွက်ဆိုလို့ရှိရင်အလကားမရတော့ဝယ်ရဝယ်ရတဲ့ဥစ္စာတွေဖြစ်လာပါတယ်နော်နောက်ဒီ analysis လုပ်တဲ့အချိန်မှာ resolution မြင့်တာတွေပဲဟိုသူပုံရိပ်ကပုံရိပ်ကြီးလင်းပြတဲ့အတွက်ကြောင့်မလို့ analysis လုပ်ဖို့ပိုလွယ်ပေမဲ့ resolution နှိမ့်တဲ့ဥစ္စာဆိုရင်မလွယ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဟိုတချို့ area တွေမှာပုံရိပ်မရတဲ့အခက်အခဲတွေရှိနိုင်ပါတယ်
နောက်ပြင်ကို Vector အရာပေါ့နော်ကိုခုနဟို infrastructure တွေပေါ့ဟို OpenStreetMap လို့မျိုးdata တွေဆိုလို့ရှိရင်ဒါဂျိုရုတက်ပုံမဟုတ်ပဲね OpenStreetMap လို့မျိုး LAN data တွေအစာအုပ် data တွေဒါမျိုးတွေဆိုလဲဟိုမှန်ကန်မှုအတွက်ကကျွန်တော်တို့ဒီလိုအပ်ချက်တွေအများကြီးရှိပါတယ် data quality အတွက်ပေါ့နော်ဒီ verification လုပ်ဖို့တွေလိုပါတယ်တကယ် project ကြီးတွေလုပ်ပြီးဆိုလို့ရှိရင်တော့ကိုယ်တိုင်ကိုယ့်ရဲ့ survey team နဲ့ကိုယ်လုပ်ဖို့တော့လိုအပ်ချက်တွေတော့ရှိပါတယ်နောက် temporal gap ကျွန်တော်ကဒီဂျိုရုတွေရိုက်တယ်ဆိုတာကသူကဟိုတပတ်နဲ့ဟိုဂျိုရုတွေကကဘာကိုပတ်ပြီးတော့ရိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ကြာမြင့်ချိန်တွေရှိပါတယ်အဲ့လိုကြာမြင့်ချိန်တွေဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကလိုချင်တဲ့ချိန်ရကြမှာရပါတယ်အဲ့လိုပြဿနာတွေရှိပါတယ်headset တွေဒါကြတွေ flat တွေဖြစ်တယ်အဲဟိုမြေတွေပြိုတယ်မီးတွေတောမီးတွေလောင်တယ်ဒါမှမဟုတ်ချက်ချင်းရကြမှာရနိုင်တယ်ဟို temporal gap တွေကတော့ရှိတယ်အဲ့တော့ချက်ချင်းရဖို့အတွက်ရနိုင်တဲ့ကဏ္ဍတွေကတော့ရှိပါတယ်ဥပမာဆို drone နဲ့ရိုက်တာမျိုးတွေပေါ့နော်ဆိုတော့ drone နဲ့ရိုက်ဖို့ခွင့်ပြုချက်အဆင်မပြေဘူးဆိုရင်တော့အများကြီးပြဿနာရှိပါတယ်နောက်တစ်ခါကျတော့ဟိုဟို radar image တွေလူမျိုးကတော့သူကလူမှုဆောင်ပေါ့နေညအကုန်လုံးရိုက်ရင် image တွေရနိုင်ပေမဲ့ရိုးရိုးဒီ Lancet တို့လို optical image တွေเนาะဒီ optical image တွေအနေနဲ့ကြတော့ကိုလိုချင်တဲ့အချိန်တိုင်းရကျင်မှရမယ်ဘိုးလီဝတ်တာပေါ်မူတည်ပြီးတော့ပုံရိပ်ပြတ်သားမှုတွေမရှိတာတွေဖြစ်တဲ့ဥစ္စာတွေလည်းအများကြီးရှိပါတယ်ဆိုတော့ဒီ temporal gap အနေထားရ limitation ရှိပါတယ် technical expert တွေကတော့ကျွန်တော်တို့ဒီပညာတွေမြင့်လာတဲ့အတွက်ကြောင့်မို့တဖြည်းဖြည်းနဲ့ဒီ jazz ကိုနဲ့ remote sensing ကိုကင်တွယ်သုံးချတဲ့ဒီပညာရှင်တွေပေါ့နော်ပညာရှင်တွေလိုအပ်ချက်တွေကျွန်တော်တို့နိုင်မှလည်းအများကြီးရှိပါတယ်သုံးပြုနေတဲ့လူတွေကတော့များပါတယ် user တွေများတယ်အတိုင်းအတာတစ်ခုကြီးဟိုဖြစ်လို့တဲ့သုံးနိုင်တဲ့ကျွမ်းကျင်တယ်ဆိုတဲ့လူတွေကတော့အများကြီးရှိပါတယ်ဒါပေမဲ့သူကလိုအပ်ချက်တွေတော့အများကြီးရှိပါသေးတယ်အဲ့အတွက်ကြောင့်သူက specialized training တွေတုပ်ပေးဖို့လိုတယ်နောက်ဒီအထူးသဖြင့်သူက engineering organization ဘက်မှာဒီ giant remote sensing အသုံးချဖို့အတွက်ပေါ့နော်အသုံးပြုဖို့အတွက်ကိုသူရိုးရိုးတာမန်လူစားတွေအနေနဲ့ကတော့အခုဆိုလို့ရှိရင်တော့တော်တော်လေးများလာပြီလို့ပြောလို့ရပါမယ်အများကြီးလိုအပ်ချက်တွေရှိပါသေးတယ်training တွေလည်းအများကြီးလိုပါသေးတယ်နော်တော့ technical expertise လိုအပ်ချက်တွေရှိပါတယ်နောက်တစ်ခုက course accessibility ပေါ့ခုနကျွန်တော်ပြောတဲ့ဒီ satellite image တွေက high resolution imagery လိုအပ်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တကယ်လို့လိုအပ်လာပြီဖြစ်တယ်ဆိုလို့ရှိရင်အဲ့ image တွေရဲ့ဝယ်ယူမှုအတွက်ကုန်ကျစရိတ်ကကျွန်တော် budget လိုအပ်ချက်တွေအများကြီးရှိလာနိုင်ပါတယ်နောက်ကကြတော့ဒီအဲ့လိုဂျိုရုတပ်ပုံတွေမဝယ်ဘဲနဲ့ drone တွေနဲ့ရိုက်မယ်ဆိုရင်လည်း drone ဒီ drone တွေဝယ်ရမယ်ပြီးရင်ခွင့်ပြုချက်ဆိုတဲ့ကဏ္ဍတွေ traveling ကဏ္ဍတွေအများကြီးပေါ့နော်ဆိုတော့ဒီ cost နဲ့ accessibility လိုအပ်ချက်တွေအများကြီးရှိပါတယ်တချို့နေရာတွေဆိုရင်ကျွန်တော်တို့တွားဖို့လာဖို့ခက်ခဲတဲ့နေရာတွေရှိတယ်ခွင့်ပြုချက်မရတဲ့နေရာတွေရှိတယ်အခုဆိုရင်တော့ဒါရိုက်လို့ခွင့်ပြုချက်မရတဲ့လောက်ပါပဲဆိုတော့အဲ့လိုမျိုးပြဿနာတွေတော့ဒီ limitation တွေတော့ရှိပါတယ် challenge တွေနဲ့ limitation တွေရှိပါတယ်ဗျာjazz remote sensing ကနေပြီးတော့ဒီအထောက်အကူဖြစ်စေမဲ့ geotechnical အထောက်အကူဖြစ်စေမဲ့ future trend နဲ့ innovation အရာပြောမယ်ဆိုလို့ရှိရင်တော့ဟို AI နဲ့ machine learning ပေါ့နော်အခုခေတ်ပေါ်လာတဲ့ဒီ AI ပေါ့ artificial intelligence နည်းပညာပုံရိပ်တွေတွေကနေပြီးတော့ကျွန်တော်ကအခုဆိုရင်ဒီခြားနိုင်ငံတွေမှာတချို့တော့ကျွန်တော်တို့စမ်းသပ်နေတဲ့အကြီးတွင်းကအုံမုန်းတွေလည်းရှိပါတယ်ပြောရရင်တော့အုံမုန်းပညာရှင်တွေလည်းနောက်ဆိုရင်တော့ပေါ်ထွက်လာမယ်လို့ထင်ပါတယ်တော့အဲ့ဒီ AI ကိုသုံးပြီးတော့ artificial intelligence ကိုသုံးပြီးတော့ satellite image တွေကနေပြီးတော့ဒီပြည့်ရွေကြောတွေပေါ့နော်
ဒီ feature extraction တွေလုပ်တယ်နောက် hazard detection တွေလုပ်တာမျိုးတွေဒါမျိုးတွေကိုနောက်ပြီးတော့ predict ဒီ landside prediction တွေပေါ့အဲ့ဒါတွေကို model ပေါ်ပြီးတော့လုပ်တဲ့ဥစ္စာမျိုးတွေကိုကျွန်တော်ကအခုဒီနောက်အနာဂတ်မှာ AI တို့ဒီ machine learning တို့သုံးပြီးတော့အဲ့ဒီပညာတွေကမြင့်လာမှာဖြစ်ပါတယ်အခုလည်းတော်တော်များများသုံးနေပြီဖြစ်ပါတယ်စမ်းသပ်နေတဲ့ဒီလူငယ်တွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့နယ်ပေါင်းစုံပေါ့နော်ဒီဘက်ဒီ geotechnical ဘက်နဲ့support လုပ်ပေးနိုင်မယ်အပိုင်းကလည်းဒီထဲမှာပါနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ future trend ရဆိုရင် AI နဲ့ machine learning ဘက်ကအများကြီးတဟုန်တို့တိုးတက်နေတာတွေ့ရပါတယ်နောက်ကကျ big data and cloud platform ကျွန်တော်တို့ကဒီဒူရုတက်ပုံတွေနောက်ကျွန်တော်တို့ရဲ့ဒီ data တွေကအရင်များလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ local ပေါ့ set ထဲမှာကျွန်တော်တို့အသုံးပြုဖို့အခက်အခဲတွေအများကြီးရှိပါတယ်ကျွန်တော်တို့ set တွေကမလိုက်နိုင်ဘူးအဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့က cloud platform တွေသုံးတယ် cloud platform ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ set ကြီးပြတ်သွားတဲ့ဥစ္စာမျိုးကဏ္ဍတွေဟို data တွေကိုကျွန်တော်တို့လုပ်တယ်မလုပ်နိုင်တာတွေ analysis လုပ်ဖို့ခက်ခဲတာတွေအကုန်လုံးကိုကျော်လွှားနိုင်နောက်တစ်ခု barrier တစ်ခုကတော့ကျွန်တော် internet connection ကောင်းဖို့လိုတာတော့ရှိတယ်ပေါ့နော်ဒါပေမဲ့cloud မှာသုံးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အများကြီးdata storage ကအစအများကြီးပုံမှန်မြန်ဆန်လာပြီးတော့ပို့ပြီးတော့ analysis လုပ်မှုတွေပို့ပြီးတော့လှုပ်ဆောင်နိုင်တာဖြစ်ပါတယ်အဲ့တော့ကြောင့်မို့လို့နောက်ပိုင်းဆိုလို့ရှိရင်တော့ဖြစ်ဖြစ်အခုလက်ရှိကောသူက cloud platform တွေအသုံးပြုမှုတွေအများများလာပြီခြားနိုင်ငံတွေပါဗောနော်ကျွန်တော်တို့စီမှာလည်းအတိုင်းအတာတစ်ခုတည်းတော့တော်တော်လေးသုံးလာပါနောက်ခါကျတော့ 2D 3D modeling မှာ3D ကတော့သူကအားလုံးသိတဲ့အတိုင်းပဲเนาะ XYZ တွေပါပဲနောက် 4D ကျတော့သူက time ပေါ့အချိန်မှာပါလာเนาะသူကအချိန်ကိုထည့်သွင်းစဉ်းစားတဲ့ 4D model တွေအဲ့တော့ဒီဟိုမနေ့တနေ့ကမှဒီခုနဆောင်းပါတပုတ်ပေါ့နော်အခြားနိုင်ငံဥစ္စာသူလောက်ပြထားတဲ့ဥစ္စာတွေဆိုရင်တော်တော်ကောင်းပါတယ် 4D ပိုင်းနဲ့ဆိုတော့ဒီဆောင်းတာတွေပေါ့နော်ဒီမြေပြိုမဲ့ဥစ္စာတွေကို simulation လုပ်ပြီးတော့ဘယ်လိုတဖြည်းဖြည်းနဲ့ပြိုကျလာနိုင်လဲဆိုတဲ့ဥစ္စာမျိုးတွေအဲ့ဒါတွေကိုသူကကြိုပြီးတော့သူက model ဖော်တယ်ပေါ့ model ဖော်ပြီးတော့ 4D model တွေပေါ်ပြီးတော့အဲ့ဒါကို analysis လုပ်တာအရန်ကိုတိုးတက်နေပါတယ်တော်တော်လေးစိတ်ဝင်စားဖို့လည်းကောင်းပါတယ်ကျွန်တော်တို့တော့ဒါလိုက်နိုင်အောင်တော့ကြိုးစားကြည့်နေတယ်နောက် integration of IoT ပေါ့ Internet of Things เนาะ and smart sensor မြေပြင်ပေါ် smart sensor တွေခုနကကျွန်တော်ပြောတဲ့ robot တွေဥစ္စာတွေဆိုတာ smart sensor တွေဥစ္စာပါတယ်လက်ထဲကင်သွားလို့ရှိရင်ဘေးနားအစာအုပ်တွေပါဥစ္စာတွေအကုန်လုံးကသူက detect လုပ်ပြီးတခါတည်းကိုသူကဒီကွန်ပျူတာပေါ်တင်လိုက်တာနဲ့ point cloud တွေနဲ့သူကကြည့်လိုက်လို့ရှိရင်တော့ပုံလို့ထင်ရတယ်ဓာတ်ပုံလို့ထင်တယ်ဒါပေမဲ့တကယ်သူကဓာတ်ပုံတွေကသူက4000ကွက်တွေနဲ့ဖွဲ့စည်းထားတာ pixel တွေနဲ့ဒီကောင်ကြတော့သူကတခါတည်းကို point လေးတွေနဲ့point လေးတွေပေါင်းပြီးတော့ image တစ်ခုပြောင်းလုပ်ထားတာဒါပေမဲ့အဲ့ဒီ image ရဖို့တော့အရင်တော့ကတော့ခက်ခဲကြီးမို့တော့ပဲနေတယ်ယူလမ်းလျှောက်သွားရင်တော့လက်ထဲမှာ device ကြီးကင်သွားတာနဲ့အဲ့ဒီ image တွေရတဲ့အနေအထားဖြစ်လာတာဟုတ်ဆိုတော့ဒီ Raspberry တို့ဘာတို့လို့ပေါ့ဒီအခုဆိုရင်ကျွန်တော်တို့ GPS တွေကိုဟိုကျွန်တော်တို့ဒီပြည်တွင်းမှာအကွင့်အတွက်ကို monitoring လုပ်ဖို့အတွက်ကို device တွေသုံးတယ်เนาะသူကအဲ့ဒီ device တွေကလည်းဒါခုနပြောတဲ့ဒီ real time sensor တွေအဲ့ရနေပြီးတော့မှကျွန်တော်တို့ data တွေကိုဒါ online နေဒါလိုက်လုပ်ပြီးတော့ Giants platform ပေါ်ကနေပြီးတော့ကျွန်တော်ကအခြားနိုင်ငံကပဲဖြစ်ဖြစ်ဟိုမှာဘန်ဒလီမှာပဲစစ်ပဲနေမှာဆင်ထားတာသူကကျွန်တော်ကတိတ်ဆိုသူကချက်ချင်းကိုသူက data တွေကိုချက်ချင်းရတယ်ဟိုကစင်ကူကနေလဲစမ်းကြည့်တန်ရတယ်စင်ကူသူကဒါမျိုးတွေပေါ့နော်ဆိုတော့ဟို disaster တွေဖြစ်လာမယ်ဖြစ်ပြီးသွားတယ် movement တွေဘလို့ဖြစ်တယ်ဖြစ်လာနိုင်တဲ့အနေအထားတွေကိုကျွန်တော်တို့ချက်ချင်းအချိန်ကြီးရဲ့တပြေးညီရရှိနိုင်တယ်ဖြစ်လာနော်အဲ့တော့ကျွန်တော်ဒီကုန်းချုပ်အနေနဲ့ပြောရင်တော့ဟိုအားလုံးချုပ်ပြီးတော့ပြန်
ကြည့်မယ်ဆိုလို့ရှိရင် GIS and remote sensing ဆိုတာ geotechnical engineering ဒီ geotechnical နဲ့ဆိုင်တဲ့ field ဟိုပို့ပြီးတော့ဟိုလှုပ်ဆောင်မှုအနေထားတွန်းဆောင်ရည်ပို့ပြီးတော့မြန်ဆန်လွယ်ကူလာအောင်decision တွေပို့ပြီးတော့ချမှတ်လာအောင်အထောက်အကူဖြစ်နိုင်တဲ့နည်းပညာရပ်တွေပဲဖြစ်ပါတယ် GIS remote sensing နဲ့နောက်ပြီးတော့ဒီမြေပြိုမှုတို့ဒီ underground water တို့နော် underground ဒီ resource တွေပေါ့နော်အဲ့ဒါတွေနောက် infrastructure planning တွေdisaster risk reduction တွေနော်ပေးရတဲ့ short ချရေးတွေလည်းပဲပေါင်းစုံပါနော်ဒီ GIS remote sensing ကသုံးပြုနေကြပြီဖြစ်ပါတယ်ပြုလဲဒါအများကြီးဒီအကျယ်ကိုအသုံးပြုနေတာဖြစ်ပါတယ်နောက် integration traditional method အရေးကြီးဆုံးချက်ကဒီနည်းပညာတွေဟာမြေပြင်ကွင်းဆင်းလေ့လာမှုတွေနောက် geotechnical testing တွေကိုအစားထိုးလို့တော့မရဒါပေမဲ့အဲ့ဒီအတွက်ကိုကျွန်တော်တို့ကဒီ GIS remote sensing ကသူအထောက်အကူပေးပြီးအားဖြည့်ပေးတဲ့ကိရိယာတွေနဲ့ပေါင်းစပ်အသုံးပြုလို့ရပါတယ်ဟိုကတော့ပေါ့နော်ကျွန်တော်တို့ဒီမှာ civil 3D မျိုး line design ဆိုတဲ့ဥစ္စာကြီးကျွန်တော်တို့အမြဲကျွန်တော်တို့ရတဲ့ data တွေအများကြီးလုပ်လို့ရတာပေါ့နော်ပို့ login တွေအစအများကြီးရှိပါတယ် software တွေinstrumentation လုပ်တယ်ဆိုရင်ကျွန်တော်တို့ CAD system နဲ့သုံးပြီးတော့ကိုယ်ပိုင်ကုမ္ပဏီကြီးတာတော့ကိုယ်ပိုင် platform တွေလုပ်ထားတာပေါ့နော် online platform တွေလုပ်ထားတယ်စင်ကာပူဖွဲ့တွေဆိုရင်ကျွန်တော်ဒီ page တွေတကယ်ချင်းတွေဆိုသုံးနေကြတာရှိပါတယ်နောက် future outlook အနေနဲ့ဆိုလို့ရှိရင်တော့ကျင်းနေတယ်ပြောလို့ရတာဒီ AI တို့ machine learning ပေါ့နော်အဓိက artificial intelligence တို့ internet for things တို့နည်းပညာတွေတစ်တွေအနာဂတ်မှာပို့ပြီးတော့အစွမ်းထက်လာအဲ့တော့ဒီနည်းပညာတွေအတွက်ကိုကျွန်တော်ဟိုနားလေအသုံးပြုလို့ရအောင်ပေါ့နော် expert trick တွေ expert ကြီးတစ်ခုအနေနဲ့ဒီ developer ကြီးအနေနဲ့မဟုတ်ပါဘူးကျွန်တော် computer အရင်တော့သုံးခဲ့သလိုပဲတော့ဒီနည်းပညာတွေကကျွန်တော်တို့လေ့လာအသုံးပြုလို့နောက်ပိုင်းလိုအပ်လာမှာဖြစ်ပါတယ်ဒီပညာအသုံးပြမှာဘာတွေတစ်ခုတော့ရှိရတော့တုံးစံတိုင်း ethic ပေါ့နော် ethic တို့နောက် environmental ဒီ challenge တွေပေါ့နော် environmental နဲ့ပတ်သက်တဲ့ challenge တွေဒါတွေသင်သားဖို့တော့လိုတယ်ဟောတော့ဒါတို့ဒီသုံးလို့လွယ်လာပဲဒါပေမဲ့လုပ်ချင်တိုင်းလုပ်လို့တော့အဆင်မပြေလာဘူးလောက်ပါပဲကျွန်တော်ဒီ GIS and remote sensing တွေ sharing ကတော့ဒီအနာဂတ်မှာတော့ကျွန်တော်တို့AI နဲ့ဒါ IoT တို့ဒီပညာတွေကိုဒီလေ့လာပြီးတော့ GIS and remote sensing ရဲ့တိုးတက်လာတဲ့တိုးတက်မှုတွေနဲ့အတူ geotechnical field မှာအသုံးချနိုင်ကြပါစေလို့လေ့လာကြပါလို့လည်းအားပေးပါတယ်ကျေးဇူးတင်ပါတယ်